ကဲဘောက်ဖလာပွဲတွေကြည်နေရများလို့မြန်မာ woman လေးသတင်းတွေပေးတာနည်းနည်းနောက်ကျသွားတယ်ကွယ်ဒီနေ့ကတော့9လပိုင်း9ရက်နေ့ကတော့ပွဲရှိနေပါတယ်9လပိုင်း9ရက်နေ့မြန်မာစံတော်ချိန်3နာရီကွယ်ဘရုံမှာကွင်းမှာတော့အားလုံးချစ်ကြတဲ့ကိုပုံဝင်းပါဝင်ထားတဲ့ရတနာဘုံ FC အသင်းနဲ့မြဝတီ FC အသင်းတော့ဟာဆိုရင်တော့ဒီနေ့ဒိုက်တွေ့ပါပြီပေါ့နော်ဒါပေမဲ့မြဝတီ FC ကအခုချိန်ဒီနိုင်ပွဲတပွဲမှကိုမရှိသေးပါဘူးအဲ့တော့မြန်မာ woman လေးမှာဂိုးသွင်းအများဆုံးဂိုးတွေအများဆုံးရထားတဲ့အသင်းဆိုရင်တော့ရတနာဘုံ FC အသင်းဖြစ်ပါတယ်ကဲရတနာဘုံ FC အသင်းရအောင်ဒီနေ့ဘလို့တွေချေးစမ်းပြပြီးဘယ်နှဂိုးတွေယူမှာလဲဆိုရင်တော့ကိုဝင်းကိုချစ်တဲ့သူတွေရတနာဘုံ FC အသင်းကိုချစ်တဲ့သူတွေစောင့်ကြည့်ရမှာပဲအဲ့လိုပဲတခြားသော FC တွေကိုချစ်တဲ့သူတွေလည်းဒီနေ့ဆက်စောင့်ကြည့်ရမှာပါဘာလို့လဲဆိုတော့ဂိုးသွင်းပြီးရင်ကတော့ဒီအသင်းကတော့လုံးဝဂိုးတွေသွင်းအောင်ပါပဲကြံတဲ့သင်းရတာလက်ကျအခုလက်ရှိနေတဲ့သင်းရတာတခြားတော့ကိုတင်တခြားထက်ရောက်နေတဲ့အတင်းရှုံးမှုမရှိတဲ့အတင်းရတာတပွဲရှေချိုလိုက်ပြီဆိုတာနဲ့နံပါတ်1နေရာကိုရောက်သွားမှာတော့ရတနာဘုံ FC အတင်းမှာဖြစ်ပါတယ်အကုန်လုံးအတင်း10တင်းထဲမှာနံပါတ်1ဂိုးသွင်းနေအများဆုံးဖြစ်ထားတာတော့ရတနာဘုံ FC အတင်းဖြစ်ပါတယ် ISP ဒါတပွဲမှာရှေချိုလိုက်ပြီဆိုတာနဲ့နံပါတ်1နေရာကိုရတနာဘုံ FC ကရောက်သွားမှာဖြစ်ပါတယ်ကဲရတနာဘုံ FC အတင်းကဒီနေ့မြောက်ရီအတင်းကိုဘလို့တွေဆော့မလဲဆိုတာကတော့ဘောလုံးချစ်တဲ့ပြည်သက်တွေစောင့်ကြည့်ရမှာပါနော် woman လေးပြည်သက်တဲ့ဖြစ်ပါတယ်နော်ကဘာခလာတော့နာမည်ကဘာဖလာနာမည်ကြည့်တင်နေရတော့နာမည်ကြည့်တင်နေဘာမှမတက်ဘူးတော့ပိုတူဂီလည်းပြုတ်ဘရာဇီးလည်းပြုတ်အကုတ်ပြုတ်မက္ဆီကိုလည်းပြုတ်ကဲတက်တဲ့အတင်းတွေကတော့ share တွေပဲတောက်လျှောက်တက်တာအခုလေဒီအခုလဲ USA နဲ့ Belgium 1-2ဖြစ်နေတယ်ခုမှမိနစ်50ပဲရှိသေးတာဆိုတော့ပြောမရသေး5မိနစ်တောင်ပြောမရတာဆိုတော့ဒီမိုင်းလေကဘာဖလာပွဲပြီးမှကိုအဆင်ပြေတော့မှာတော်တော်လေးကိုအရေးပြပြမယ်အတော့ကိုကြည်ကောင်းတယ်ကြည်ပါဘယ်ကနေကြည်ကြရလဲဆိုရင်တော့ပြုံးပလေမြန်မာပွဲတွေကြည်ရများလို့ဒီဘာမ TV ကကြည်လို့လွယ်လို့ဘာမ TV ကကြည်ညာ FNB လိုက်တွေတခြားဟာတွေကကြည်တာလေဟိုဟာဖြစ်လိုက်တာဖြစ်နေတယ်အလုံးချောကိုမသူကိုခောက်လဲတာပါနော်ဘာတခြားစီပဲမတောင်းဆိုနဲ့သူရှေ့တောင်းနဲ့နောက်ရှေ့တောင်းနဲ့ခောက်လဲတာဝါသနာပါတော့အဲ့လိုပဲ